ဒီနေ့ကစားမဲ့မြန်မာအမျိုးသမီးအသင်းဂျာစီအဖြူအောင်ဝတ်ဆင်ကစားကြမယ်။ပြည်သက်ကြီးတို့ရဲ့စီကိန်းအမျိုးသမီးဘောလုံးပွဲအုပ်စုပြီးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာအမျိုးသမီးအသင်းနဲ့ဗီယက်နမ်အမျိုးသမီးအသင်းတို့ကတော့ဒီကနေ့မှရှင်မြန်ကစားသွားကြတော့မှာဖြစ်ပါတယ်ရှင်။မြန်မာစံတော်ချိန်3နာရီခွဲထိုင်းစံတော်ချိန်4နာရီမှာရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်။အရင်ဘောလုံးကမဟုတ်တော့ပဲချွန်ပိုရီဂျာကန်စတေရီယန်ကွမ်းမှာပြောင်းပြီးကစားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။မြန်မာလေရွေးစင်အမျိုးသမီးအသင်းကတော့ဂျာစီအဖြူအောင်ကိုဝတ်ဆင်ကစားမှာဖြစ်ပြီးတော့ဗီယက်နမ်အမျိုးသမီးအသင်းကတော့ဂျာစီအနီယန်ကိုဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးကွမ်းနဲ့ထိလာရောက်အားပေးကြမဲ့မြန်မာပရိသတ်တွေအနေနဲ့အတက်နိုင်ဆုံးတော့အင်ဂျီအဖြူအောင်ကိုဝတ်ဆင်ပြီးတော့အားပေးစီကြပါတယ်နော်။ကွမ်းနဲ့ထိမလာရောက်နိုင်တဲ့ပရိသတ်တွေအနေနဲ့ကတော့ MRTV4 HTV Sport ရုပ်သံလိုင်းတွေကနေဓာတ်ရိုက်ကြည့်ရှုနိုင်တဲ့အပြင်ပြုံးပလေးကနေပြီးတော့လည်းကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်ရှင်။ဒီပွဲစဉ်ကမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအတွက်တော့အရန်ကိုအရေးပါတဲ့ပွဲစဉ်ဖြစ်တာကြောင့်ကစားသမားတွေအနေနဲ့ရောရေကုန်ရေခန့်စူးစမ်းရှင်နိုင်သွားကြရမှာဖြစ်တယ်လို့မြန်မာပရိသတ်တွေအနေနဲ့ကလည်းအင်အားပြရမယ်ပွဲဖြစ်ပါတယ်ရှင်။သတင်းတွေကြားရတဲ့လောက်တော့ဗီယက်နမ်အမျိုးသမီးအသင်းကမြန်မာပရိသတ်တွေရဲ့အင်အားကိုဖိတ်နေလို့သိရပါတယ်။သူတို့ကဖိတ်နေဆိုလဲဟုတ်တော့ပါတယ်ရှင်။အားကစားကိုအားပေးကြတဲ့မြန်မာပြည်သူတွေရဲ့အင်အားကဘယ်နိုင်ငံမှအဲ့ဒီလောက်ကြီးတော့မတွေ့ရပါဘူး။အခုမြန်မာလူရွေးစင်အမျိုးသမီးအသင်းမှာကစားနေကြတဲ့ကစားသမားတွေရဲ့ထူးချွန်ပြောင်မြောက်တဲ့အရေးအချင်းတွေကြောင့်လည်းမြန်မာပရိသတ်တွေကပိုအကြိုက်တွေ့နေကြတာဖြစ်ပြီးတော့အပြက်အသက်ကိုဝန်းရံအားပေးနေကြတာကိုတွေ့ရပါတယ်။မြန်မာပရိသတ်တွေကတော့အနိုင်ပွဲစာလောင်နေကြတာကြာပြီဖြစ်တယ်လို့ရွှေတစိမ့်စုမရတာလည်းကြာပြီဖြစ်လို့ဒီနေ့စီကိန်းမှာတော့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုရယူနိုင်ဖို့အထိကိုမျှော်လင့်ထားကြတာဖြစ်ပါတယ်။ထိုင်းမှာကျင်းပတဲ့စီကိန်းဆိုပေမဲ့ကွန်နက်တီတကူးတကအားပေးကြတာဖြစ်လို့မြန်မာအင်ကွန်လာတောင်ထင်မှတ်ရပါတယ်ရှင်။လာရောက်အားပေးကြတဲ့ပရိသတ်အင်အားနဲ့အတူကစားသမားတွေရဲ့အသင်းလိုက်ညီညွတ်မှုနဲ့ဗီယက်နမ်အသင်းကိုအခက်တွေ့အောင်ကစားနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်။ဒါကြောင့်ဒီနေ့မှာတော့မြန်မာမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ကအရန်ကိုအရေးကြီးနေပါတယ်။ပရိသတ်ကြီးတို့ရောဒီနေ့မကြခင်ညနေ3နာရီခွဲမှာရှင်မြိုင်ကစားကြတော့မှာဖြစ်တဲ့မြန်မာလက်ရွေးစင်မျိုးသမီးအသင်းနဲ့ဗီယက်နမ်အသင်းတို့ရဲ့ရှင်မြိုင်ကစားမှုနဲ့ပတ်သက်ပြီးတော့ပွဲကြိုရလက်ဘယ်လိုများခံမှန်းထားတာရှိပါလဲ။ရှိတယ်ဆိုရင်လည်းကွန်မန့်မှာဝင်ရောက်ပြီးတော့မျှဝေပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။